ချိန်က1009ရာပြည့်နှစ်ဝန်းကျင်ပင်လယ်ပြင်ကျဲကြီးပေါ်မှာတင်မောသားတွေရဲ့ဘဝဟာအမြဲတမ်းအန္တရာယ်နဲ့ကပ်ပါလာတတ်ပါတယ်ဒီတစ်ခါတော့အာတိတ်လေးလို့အမည်ရတဲ့တင်မောကြီးဟာပင်လယ်ပြင်မှာခီးရှည်ကြီးထွက်လာခဲ့ပါတယ်တင်မောသား30ယောက်လောက်ပါဝင်ပြီးသူတို့ဟာပင်လယ်ပြင်ရဲ့လျှို့ဝှက်စမ်းကြယ်မှုတွေကိုစူးစမ်းမှုစွန့်စားခဲ့ကြတာပါသို့တော့သူတို့ခီးရှည်ကြီးရဲ့တဝက်လောက်မှာရုတ်တရက်လေမုန်တိုင်းကြီးတိုက်ခတ်လာပြီးတင်မောကြီးဟာလှိုင်းတွေရဲ့အင်အားကြောင့်ပင်လယ်အောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်တင်မောသားတွေဟာတင်မောပေါ်မှာပိတ်မိနေခဲ့ပြီးသူတို့ရဲ့ဘဝဟာမှောင်မိုက်ထူထပ်တဲ့ပင်လယ်အောက်မှာကြောက်စရာကောင်းတဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်လာရပါတယ်တင်မောအောက်ခြေမှာသူတို့ဟာပင်လယ်အောက်ကလှုပ်ဝက်ဆန်းကျဲတဲ့တရဝါတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ပင်လယ်အောက်ကမီးခိုးရောင်ရိပ်တွေဟာသူတို့ကိုခြောက်လန့်နေတယ်လို့ရေအောက်ကလှိုင်းတွေကြားမှာသူတို့ဟာကြောက်စရာကောင်းတဲ့အတန်းတွေကိုကြားခဲ့ရပါတယ်တင်မောသားတွေဟာပင်လယ်အောက်ကလှုပ်ဝက်ဆန်းကျဲတဲ့အင်အားကြီးတစ်ခုနဲ့ရင်ဆိုင်နေရပြီးသူတို့ဟာဘယ်လိုမှလွတ်မြောက်နိုင်မလဲဆိုတာမသိခဲ့ကြပါဘူးအဆုံးမှာတော့တင်မောသားတွေဟာပင်လယ်အောက်ကအန္တရာယ်ကြီးနဲ့ရင်ဆိုင်ရင်းဘယ်သူမှအသက်မရှင်ကျန်ခဲ့ပါဘူးသူတို့ရဲ့တင်မောဟာပင်လယ်အောက်မှာထာဝရနစ်မြုပ်သွားခဲ့ပြီးသူတို့ရဲ့ကြောက်စရာကောင်းတဲ့ဇလံဟာပင်လယ်ပြင်ရဲ့လှုပ်ဝက်ဆန်းကျင်မှုတွေထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်